ဒီတွေဒီမှာနော်ဟိုလေမကတ်ဦးမကြိုက်တဲ့မမကြီးစတီယိုးလေးရှိရနော်မချက်ဒီမှာမကတ်ဦးမကြိုက်တဲ့မမကြီးဒီလိုစတီယိုးလေးရှိတယ်ဖင်သားထုမယ်ဟိုကောင်းကောင်းလေးရမယ်တချို့ကကြာဟိုတန်လိုက်မိဖို့နဲ့တုံးတဲ့မမတွေနော်တန်လိုက်မိဖို့နဲ့တုံးတဲ့မမတွေဒီမှာဒီလိုမျိုးနော်ဒီလိုမျိုးအိုးလေးတွေရမယ်နော်ဒီလိုမျိုးအိုးလေးရမယ်နောက်ထပ်ဒါမှချက်ချက်သားလေးချက်ပြနော်ချက်သားလေးနဲ့ခရမ်းရင်လေးနဲ့ရုပ်စင်းလေးနဲ့ချက်စားမှာနော်ဒါငပိချက်လေးချက်စားမှာနော်ဒါလေးရခါလေးချက်ပြပေးတာဒီလိုအိုးလေးတွေဆိုလို့ရှိရင်ရှယ်ကောင်းတယ်နော်တေးလေးတို့ဒီမှာတော်တော်ကောင်းတယ်ဒီမှာဒါလေးကတော့မချက်လုံးနေရပါနော်တခြားလေးလုံးနေတခြားလေးလုံးပြီးတော့ခါကြတော့တခြားလေးလုံးနေတခြားလေးလုံးလာအဲ့ဒါမှအရသာလေးစိတ်ဝင်ပြီးတော့စားလို့ကောင်းမှာမချက်တော့အရင်လေးချက်စားတာများတယ်အရန်သမစ်စားကောင်းတာအရင်လေးကနော်အရင်လေးကအရန်သမစ်စားကောင်းပါတယ်တခြားလေးလုံးပြီးလို့ရှိရင်တခြားလေးအုပ်ထားတခြားလေးအုပ်ပြီးမှချက်စားတာနော်တခြားလေးအုပ်ထားတာကြာလေးအုပ်ထားပြီးတခြားလေးချက်ပြီးမှဒီလိုစီပြန်ဟင်းလေးရနော်တဲလေးတို့ဒီမှာဒီလိုစီပြန်ဟင်းလေးပါနော်ဒါလေးကတော့ကြက်ပြီနော်ဒါလေးကတော့ကြက်ပါပြီမီးအေးလေးနဲ့ထားမယ်ရေလေးတစ်နဲ့ခန်းဝအောင်နော်လုံးဝမကတ်ဘူးနော်တဲလေးတို့ဒါကြက်သားနဲ့ငရုတ်သီးစိမ်းလေးနဲ့ငပိချက်လေးနော်ဒါငပိချက်လေးပဲကြက်သားရဲ့ငရုတ်သီးစိမ်းလေးရဲ့ငပိချက်လေးမချက်ကတိုးစရာလေးနဲ့စွဲမှာနော်အရန်ရတာရှိတဲ့ဟာလေးစပြမယ်